Okay မင်္ဂလာပါ The Mist နဲ့ Recapian ကနေကြိုးဆိုပါရစေ The Mist ကနေပဲကြိုးဆိုနေကြအောင်ဘာလို့ဒီနေ့မှ Recapian ကနေပါကြိုးဆိုနေတာလဲဆိုတော့နှစ်နေရာလုံးက fan တွေကိုပြောစရာရှိလို့ပါအားလုံးဒီပါလဲတည်ပြီးကြတဲ့အတိုင်း Perseus TV Plus ကပရိသတ်တွေလက်ထဲရှောင်နေပါပြီ Perseus TV Plus ဆိုတာဘာလဲမသိတဲ့သူတွေအတွက်တော့ရှင်းပြရပါအောင်မယ်သိတဲ့သူတွေက10မိနစ်လောက်ကြော်ပြီးကြည့်လိုက်ပါ Perseus TV Plus ဆိုတာကတော့ The Mist နဲ့ Recapian မြန်မာ Recapian series တွေကတင်သမျှဗီဒီယိုတွေအားလုံးကိုကြည့်နိုင်တဲ့နေရာပါ The Mist ကဗီဒီယိုတွေသိရော့နေတာမျိုးမရှိပေမဲ့ Recapian ဆိုဗီဒီယို900ကျော်600နီးပါးက copyright မိလိုက် strike ထိလိုက်နဲ့ YouTube ပေါ်မှာဖြတ်လိုက်ရလို့ကျန်တဲ့ဗီဒီယိုက100ကျော်လောက်ပဲရှိပါမယ် YouTube က third party app တွေအကြောင်းပြောရင်လဲသူတို့ policy နဲ့ဆက်ကျင်တယ်ဆိုပြီး strike ပေးတယ်လို့ခုဗီဒီယိုမှာလဲ app နဲ့ပတ်သက်တဲ့ပုံတွေ footage တွေမသုံးပဲ thumbnail တွေပဲကောက်ထည့်ထားပါတယ်စကားနဲ့တင်နားလေသဘောပေါက်မယ်လို့မျှော်လင့်ပါတယ်ပြန်ဆက်ရရင် YouTube ပေါ်မှာရှိတာရောမရှိတာရောအားလုံးကို Perseus TV Plus ပေါ်မှာကြည့်နိုင်ပါတယ် The Mist နဲ့ Recapian နှစ်ခုပေါင်းလိုက်ရင်ဗီဒီယို1000ဝန်းကျင်တော့ရှိပါလိမ့်မယ်ဒါအပြင်အခု The Mist Telegram Channel တွေအားလုံးကမြန်မာစာရန်တို့ movie တွေ series တွေအားလုံးကိုလည်းကြည့်နိုင်ပါတယ်ဘာသာပြန် comic တွေအားလုံးလည်းဖတ်နိုင်မှာဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့ Perseus TV Plus ဆိုတာဘာလဲသိပြီးထင်ပါတယ်ဘယ်ရထောင်းရမလဲဆိုရင် Play Store မှာရော App Store မှာရော download ရပါတယ်နောက်ထပ်ပြောချင်တာက user complaints တွေကိုကျွန်တော်တို့ဘလို့အရေးတယူဆောင်ရွက်ပေးထားလဲဆိုတာပါလက်ရှိ version မှာဗီဒီယိုတွေကြည့်ရတာတော်တော်လိုင်းကောင်းမှ smooth ဖြစ်တယ်နည်းနည်းလိုက်ကြတာနဲ့အဝိုင်းလဲတယ်လို့ user တွေပြောကြပါတယ်ဖြစ်ရတဲ့အကြောင်းရင်းကတော့ Serena လွန်ပြီး Full HD တွေတင်ပေးလိုက်လို့ပါ9မိနစ်စာဗီဒီယိုက file size 900 MB လောက်ဖြစ်နေတော့ line နဲ့ကြတာနဲ့ထစ်တာပါခုဆိုရင်အဲ့ကိစ္စကပြေလဲသွားပါပြီဗီဒီယိုအသစ်တွေကို optimize လုပ်ပြီးမှတင်တော့တာမို့ file size လည်းနည်းသွားသလို quality လည်းကျမသွားပါဘူး user တော်တော်များများစီကလည်းဗီဒီယိုအသစ်တွေကြည့်ရတာအဝိုင်းမလဲတော့ဘူးဆိုတဲ့ feedback တွေပြန်ရပါတယ်ဒါကြောင့်ဗီဒီယိုအဟောင်းတွေကိုလည်းတနေ့နည်းနည်းစီ optimize လိုက်လုပ်ပေးနေပြီမို့အချိန်တစ်ခုအတွင်းမှာဗီဒီယိုအားလုံး file size သေးသွားပြီးကြည့်ရတာအဆင်ပြေသွားပါလိမ့်မယ်ဒါပေမဲ့လည်း Wi-Fi မရှိတဲ့ဒေသတွေမှာ Wi-Fi ရတော့လေးထောင်းပြီးအိမ်မှာကြည့်ကျင်တဲ့သူတွေဗီဒီယိုဒေါင်းထားပြီးထမင်းစားမှအေးဆေးအနားယူမှကြည့်ကျင်တဲ့သူတွေရှိပါတယ်အဲ့ဒီအတွက်လည်းလာမယ့် update မှာ download function ထည့်ပေးထားပါတယ်ဒေါင်းထားတဲ့ဗီဒီယိုတွေကို offline ဖြစ်နေရင်တော့ကြည့်လို့ရပါတယ်ဒါတွေကိုကျွန်တော်က beta version မှာလက်တွေသုံးပြတဲ့ record လေးထည့်ပြချင်တာပါဒါပေမဲ့ YouTube ကိုကြောက်လို့မထည့်ပြတော့ပါဘူး app ထဲမှာတင်တဲ့ version မှာတော့ထည့်ပြထားပါတယ်ဒီဗီဒီယိုကို free လုပ်ပေးထားမှာမို့ app ထောင်ပြီးသားဆိုခုသွားကြည့်လိုက်လို့ရပါတယ်နောက်ပြီးဗီဒီယိုကြည့်ရင်အိပ်ပျော်သွားတဲ့သူတွေရှိတာသိပါတယ်ဗီဒီယိုတွေကပွင့်နေပြီးမိုးလင်းရင်အားကုန်ဆက်ပိတ်သွားလို့ sleep timer လေးထည့်ပေးပါဆိုလို့ထည့်ပေးထားပါတယ်အိပ်ပျော်တတ်တဲ့သူတွေဖို့10မိနစ်ကနေ10နာရီအတွင်းအချိန်ရွေးပြီး timer သတ်မှတ်ထားလို့ရပါပြီနောက် update မှာရှာပါမယ်နောက်ပြီး Telegram မှာခဏခဏဖြည့်ရှင်းပေးရတဲ့ပြဿနာတစ်ခုက password ထည့်လို့မရဘူးဆိုတဲ့ကိစ္စပါတကယ်တော့ကျွန်တော်တို့ကရိုးရှင်းအောင်တော်ရုံမမေ့အောင်ဆိုပြီး password ကိုခဏန်း6လုံးပဲထားလို့ရအောင်လုပ်ထားတာပါဒါပေမဲ့တချို့က letter တွေ special character တွေပါတဲ့ Gmail password ကိုထည့်ရမှကျင့်တတ်တဲ့သူနေတာထိုင်တာရှိတဲ့သူတွေရှိကြပါတယ်အဲ့ဒီအတွက်လည်းလာမယ့် update မှာ Gmail နဲ့ login တောင်းဝင်လို့ရအောင်ရောရှိပြီးသားအကောင့်ကို Gmail နဲ့ချိန်လို့ရအောင်ရောလုပ်ပေးထားပါတယ်နောက်ထပ်ပရိသတ်တွေလိုချင်တဲ့တစ်ခုက YouTube လိုမျိုးဗီဒီယိုကို resolution ရွေးလို့ရချင်တာပါဒီတစ်ခုကတော့အားနာစွာနဲ့ပဲလက်ရှိအခြေအနေမှာမထည့်ပေးနိုင်သေးပါဘူးဘာလို့လဲဆိုတော့ server ကြီးကအရန်စေးကြီးလို့ပါ 480p 920p 1080p resolution 3မျိုးရွေးလို့ရအောင်လုပ်လိုက်ရင် server နဲ့ CPU တွေက file 3ခုစာအလုပ်လုပ်ရမှာမို့လက်ရှိ premium user တွေကနေရှာတဲ့ဝင်ငွေနဲ့ဆိုအနှုတ်တောင်ပြသွားနိုင်ပါတယ်ဒါပေမဲ့နောက် update မှာ download function လဲပါလာပြီဆိုတော့အဝိုင်းလဲတာကိုစိတ်မရှိတဲ့သူတွေအတွက်ပြဿနာလဲရှင်းသွားပြီဗီဒီယိုတွေကိုလည်း optimize လုပ်ပေးထားပြီးမို့အရင်က 900MB ရှိတဲ့ဗီဒီယိုတွေကအခုဆို 100MB တောင်ပြည့်တော့မှာမဟုတ်လို့ဘေးနဲ့ကြည့်တဲ့အခါဘေးချွေးတာချင်တာအတွက်လည်းပြဿနာရှင်းသွားပါပြီဆိုတော့ resolution ရွေးဖို့ကမလိုအပ်တော့ဘူးလို့သတ်မှတ်လို့ရပါတယ် YouTube ဆိုတာကကာလာပေါက်ဈေး400 billion ကျော်ရှိနေတဲ့ platform Perseus TV Plus ကကာလာပေါက်ဈေးတစ်လ4000နဲ့ app ပါဒါကြောင့် YouTube လို့အလုံးစုံ perfect ဖြစ်အောင်တော့မလုပ်ပေးနိုင်သေးပါဘူးဒီအတွက် sorry ပါလက်ရှိ user 2000ရှိတဲ့အထက်မှာ premium user က980ပဲရှိပါတယ်ဆိုတော့ user 400ခိုင်နှုန်းလောက်ပဲ premium ဝယ်ကြတာပါကျွန်တော်တို့ကတော့အယောက်2000လုံးစာ server ကြီးပေးရတာပါဆိုတော့ခုလက်ရှိမှာ app မြတ်ဖို့နေသားအရင်အောင်တော့ဝက်ပဲကြည်ပါသေးတယ်အရှုံးပေါ်နေတာမျိုးတော့မဟုတ်ပါဘူးအချိန်တိုင်းရင်အရင်ကကြည်သွားမှာပါ app ကလုံးဝအရင်ကြည်သွားပြီးအမျက်လေးလဲထွက်လာပြီဆိုရင်တော့ resolution ရွေးတဲ့ကိစ္စကိုဘယ်လိုလုပ်ရင်အကုန်ကြတတ်တာမလဲတနည်းတစ်ပုံပြန်စဉ်းစားပေးပါမယ် app ရဲ့ income နဲ့ profit ကိုဒီတိုင်းပဲ sharing လုပ်တဲ့အနေနဲ့သိအောင်ပြောပြတာပါ premium တွေလာဝင်ကြပါလို့တစ်ဖက်လက်နဲ့တောင်းဆိုတဲ့သဘောပြောတာမဟုတ်ပါဘူးကျွန်တော်က YouTube မှာဗီဒီယိုတင်အောင် like and share နဲ့ subscribe လေးလုပ်သွားပေးပါတို့ VPN လေးခံပြီးကြည့်ပေးကြပါတို့စသဖြင့်ပြောရမှာတော့အားနာတတ်ပါတယ်ပြောလည်းမပြောပါဘူး VPN ခံရင်ကြော်ညာတက်တော့ creator တွေကပတ်စံရတာမှန်ပေမဲ့ကြည့်တဲ့သူကတော့ကြော်လိုက်လို့မရတဲ့ကြော်ညာကြီးကိုညှို့ညင်ရပါတယ်
ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုကြည့်ရတာမကြိုက်လို့ကိုယ်တိုင်တော့မလုပ်ချင်တဲ့ကိစ္စကို fan တွေစီကလည်းမတောင်းဆိုပါဘူးကိုလှုပ်လိုက်တဲ့ဗီဒီယိုတစ်ပုဒ်ကစေတနာအပြည့်နဲ့အကောင်းဆုံးလုပ်ထားတဲ့ဆိုရင် creator ကမပြောလဲပရိသတ်တွေက like ပေးသွားမှာ subscribe သွားမှာပါပဲအဲ့ဒါကြောင့်အားပေးဖို့တောင်းဆိုနေမယ့်အစားအားပေးခြင်းစရာကောင်းတဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်အောင်ပဲစူးစမ်းလိုက်ပါတယ်ဒါပေမဲ့အဲ့လိုလုပ်ရတာလည်းလွယ်တော့မလွယ်နေပါဘူးပုံမှန်ထက်အချိန်တွေပိုပေးရအာယုံပိုဆိုင်ရပါတယ်တစ်ဖက်ကိုအာယုံဆိုင်နေရင်တစ်ဖက်မှာလင်းဟင်းသွားတာကလည်းထုံစံပါပဲဒါက app user တွေရဲ့နောက်ထပ် complaint ဖြစ်တဲ့ premium ဝယ်တာကခုထိလည်းမရသေးဘူး Telegram မှာစာလည်းမပြန်ဘူးဆိုတဲ့ကိစ္စတွေရဲ့အဖြစ်ပါကျွန်တော်တို့မှာလူရင်အများကြီးမရှိပါဘူး content ရေးနေတဲ့အချိန် video edit နေတဲ့အချိန်တွေဆိုအဲ့ထဲမှာပဲစိတ်နှစ်ပြီးလောက်တာမို့တခြားဘက်ကိုအာယုံမထားနိုင်ပါဘူးအာဟာရသိပ်ဒီလည်းမအောင်တာလို့ထမင်းစားချိန်ရေတောက်ချိန်ဆိုတာလည်းရှိပါတယ်ဒါအပြင်ရေချိုးချိန်ဟိုနားဒီနားသွားချိန်မျက်လုံးကိုအနာပေးတဲ့အချိန်အိတ်ချိန်ဆိုတာတွေလည်းရှိပါသေးတယ်ဒါကြောင့် Telegram မှာစာဝင်လာတာနဲ့ချက်ချင်းမပြန်နိုင်တာ app မှာ premium request တက်လာတာနဲ့ချက်ချင်းဝင်မစစ်ပေးနိုင်တာပါဒါပေမဲ့နေ့ဘက်ဝင်ရင်တော့နိုင်ပိုင်းတွင်ရှားပါတယ်ညဘက်ဆိုရင်သာနောက်နေကူသွားတာပါ Facebook တို့ YouTube တို့ရဲ့ customer service က chatbot တွေနဲ့ချက်ချင်းအဖြေပေးသလိုမျိုးမမြန်နိုင်တာတော့တောင်းပန်ပါတယ်24နာရီဝန်ဆောင်မှုအတွက်တီးသန့်လူခေါ်ထားလို့မရဘူးလားဆိုရှားပါတယ်နေ့တစ်ဆိုင်ညတစ်ဆိုင်အနည်းဆုံး2ယောက်တော့လိုပါတယ်ဒါပေမဲ့ခုနပြောသလိုပဲ YouTube ဆိုတာကာလာပေါက်စီ400ဘီလီယံကျော်ရှိနေတဲ့ platform Perseus TV Plus ကတစ်လ4000နဲ့အပ်ပါသူ့ကိုအားကြပြီးသူ့လိုဖြစ်ချင်လို့ဝန်ထမ်းတွေထပ်ခေါ်နေဖို့ဘတ်ဂျက်မလောက်ပါဘူးဒါကိုလည်းနားလည်ပေးနိုင်မယ်ထင်ပါတယ် app နဲ့ပတ်သက်တဲ့နောက်ဆုံး user complaint ကတော့ video အသစ်တင်တာနည်းတယ်ဆိုတာပါဟုတ်ပါတယ်ခုလတွေထဲမှာ video အများကြီးမတင်နိုင်ဖြစ်နေပါတယ်ဒါကလည်း app က settle မဖြစ်သေးလို့ပါ app အခြေခံသွားပြီဆိုတာနဲ့ user တွေ fan တွေအတွက် surprise အကြီးကြီးရှိပါတယ်ဒါကတော့ Perseus TV Plus ရဲ့ next project မို့ခုမိတ်ဆက်ပေးဖို့အချိန်မတန်သေးပါဘူးလက်ရှိအချိန်မှာအဆင်မပြေတာတွေရှိနေတဲ့ကြားက app ကိုသုံးပေးကြတဲ့ fan တွေကိုအထူးကျေးဇူးတင်ပါတယ်အဲ့ဒီအဆင်မပြေတာတွေကိုအကောင်းဆုံးမွမ်းမံပေးထားတဲ့ update version ကလည်းဒီလမကုန်ခင်ရှားပါပြီ app ကို Play Store မှာရော App Store မှာရော download ရှာပါတယ်ဗီဒီယိုအဆုံးမှာ app ကြော်ညာလေးလည်းထည့်ပေးထားပါတယ်ဒီနေ့အဖို့ adios